အပိုင်းစားရဲ့အဆမှာတော့တာရှီဘာနာကပေါက်ကွဲနေပြီးဂျင်ဂူဂျီကိုလှမ်းထိုးပါတယ်။ဒါပေမဲ့ဂျင်ဂူဂျီကတော့တာရှီဘာနာရဲ့စကားတွေကြောင့်အပြစ်ရှိတယ်လို့ခံစားလိုက်ရပြီးမရှောင်တိန်ခဲ့ပါဘူး။ရှွက်စ်ကဒါကိုမြင်တော့ဂျားကနေဝင်ကူပေးလိုက်ပါတယ်။သူကဂျင်ဂူဂျီကိုဘာလို့မရှောင်တာလဲလို့ပြောလိုက်ပြီးတာရှီဘာနာပြစ်လိုက်တဲ့အလင်းနှန်းတွေကိုကာပေးနေပါတယ်။စိတ်ဓာတ်ကျနေတဲ့ဂျင်ဂူဂျီကတော့ရှွက်စ်ကိုသူကအတုံးမကျတဲ့လူမှလာလို့မေးလိုက်ပါတယ်။ဒါပြင်ဂျင်ဂူဂျီကသူ့လှုပ်ခဲသမျှကတာရှီဘာနာကိုနာကျင်စေခဲ့တာပဲရှိတယ်လို့ပြောနေတာပါ။ဂျင်ဂူဂျီကသူကတာရှီဘာနာကိုနာကျင်စေခဲ့တာမို့လို့သူမရဲ့အနာကနေပျောက်သွားတာကအကောင်းဆုံးပဲလို့ပြောနေခဲ့ပါတယ်။ဒါကိုကြတော့ Schwartz က drama ရီလာလုပ်နေတဲ့ဂျင်ဂူဂျီကိုတောက်မြင်ကပ်နေခဲ့ပါပြီ။သူကတာရှီဘာနာကအဲ့ဒါကိုလိုချင်နေတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့တာရှီဘာနာကဒီလောက်တိုက်ခိုက်နေတာကြောင့်ဂျင်ဂူဂျီကသူ့ရဲ့တငယ်ချင်းဖြစ်နေတာကိုဂုဏ်ယူတယ်လို့ပြောခဲ့လို့ပါ။အဲ့နောက်မှာတော့ Schwartz ကဂျင်ဂူဂျီကိုတာရှီဘာနာလိုချင်နေတာကသူ့ကိုချီးကျူးပေးဖို့ပဲလို့ပြောလိုက်ပါတယ်။ဂျင်ဂူဂျီကတော့ခဏလောက်တွေ့ဝေနေပြီးလူတယောက်ကိုချီးကျူးရတာကဘာမှတော့မဖြစ်တော့ပါဘူးလို့ပြောနေခဲ့ပါတယ်။ဒါကိုကြတော့ Schwartz ကလည်းဂျင်ဂူဂျီကိုတီးပါတော့တယ်။သူကတာရှီဘာနာရဲ့တိုက်ခိုက်မှုတွေကိုနောက်ပြန်ကာနေခဲ့ပြီးတစ်ဖက်ကလည်းသူများကိုချီးကျူးရဖို့ဝင်လေနေတဲ့ဂျင်ဂူဂျီကိုအော်ဟစ်နေခဲ့ပါတယ်။ Schwartz ကတော့ဂျင်ဂူဂျီကအဲ့လိုမသိချင်အောင်စောင့်နေလို့မင်းသမီးကတာရှီဘာနာကိုအလွယ်တကူခေါ်သွားနိုင်တာလို့ပြောလိုက်ပါတယ်။ဒါကြောင့်ပဲဂျင်ဂူဂျီကသူ့အနေနဲ့တာရှီဘာနာကိုတဝင်းတိုးနေတာမှလားလို့မေးလိုက်ပါတယ်။ဂျင်ဂူဂျီကတော့သူကတဝင်းတိုးမနေဘူးလို့ခံညင်းပါတယ်။ Schwartz ကတော့ယောက်ျားလေးနှစ်ယောက်ကြားမှာတဝင်းတိုးမှုဆိုတာကရှိတယ်လို့ပြောလိုက်တယ်။ဒါအပြင်ဂျင်ဂူဂျီကအခုလိုတာရှီဘာနာနဲ့အကွာဝေးထိန်းနေတာကမှပိုထူးဆန်းတာလို့ပြောလိုက်ပါတယ်။ Schwartz ကသူလည်းတငယ်ချင်းဖြစ်သူကောင်းမလေးရသွားတော့ကတဝင်းတိုးတာကိုခံစားခဲ့ရပြီးအဲ့ဒါကလေသူ့ကိုအရင်လိုအချိန်မပေးနိုင်လို့ပြောလိုက်ပါတယ်။ဒါကိုကျတော့ဂျင်ဂူဂျီလည်းစိတ်ရှင်းသွားပါတယ်။သူငယ်ငယ်လေးတွေကသူများကိုအပြစ်တင်ရင်အရိုက်ခံခဲ့ရတယ်လို့ပြောပြလိုက်တယ်။ဒါအပြင်မျက်ရည်ကျတာမျိုးတွေကိုလည်းလှုပ်ခွင့်မရှိပဲအထီးကျန်စွာကြီးပြင်းလာခဲ့ရတယ်လို့ပြောပြလိုက်ပါတယ်။သူကသူ့အနေနဲ့တာရှီဘာနာကိုယောက်ျားလေးအနေနဲ့တဝင်းတိုးတာလို့ပြောလိုက်ပြီးအလင်းနှန်းကိုကာထားလိုက်ပါတယ်။ဒါကိုမြင်တော့တာရှီဘာနာကဂျင်ဂူဂျီကိုဘာလို့တားလိုက်တာလဲလို့မေးလိုက်ပြီးသူ့ကိုစိတ်ကြိုက်ပေါက်ကွဲဝင်ပေးဖို့အတွက်ပြောလိုက်ပါတယ်။အဲ့နောက်ဂျင်ဂူဂျီကတာရှီဘာနာကိုငါကမင်းကိုအားကျနေရလို့ပြောလိုက်ပါတယ်။သူကအမြဲတမ်းတာရှီဘာနာရဲ့ဆိုရှယ်ကောင်းပုံကိုသဘောကျနေတာပါ။အားလုံးကတာရှီဘာနာရဲ့အနားမှာဆိုအမြဲပြောနေတယ်ပြီးဂျင်ဂူဂျီကတော့သူ့မှာမရှိတဲ့အရာအလုံးကတာရှီဘာနာမှာရှိတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့တာရှီဘာနာတယောက်တွေးဝေသွားခဲ့ပါတယ်။အဲ့ဒီအချိန်ခမ်ကလည်းသူ့ကိုလာပြီးစိတ်ညိုခဲ့ပြန်ပါတယ်။သူမကတာရှီဘာနာကိုဂျင်ဂူဂျီကဒါရီကိုစိတ်ထဲကဘာလို့ပြောနေတာမဟုတ်ဘူးလို့တွေးထိုးနေပါတယ်။ဂျင်ဂူဂျီကအရန်ကိုဟန်ဆောင်ကောင်းနေသူမို့လို့သူ့စိတ်ထဲကနေတာရှီဘာနာကိုလှောင်ပြောင်နေတာလို့ဂုံးတိုက်ပါတော့တယ်။ဒါကြောင့်တာရှီဘာနာကဂျင်ဂူဂျီကိုနင်းလိမ့်နေတာမှလားလို့မေးလိုက်ပါတယ်။သူကဂျင်ဂူဂျီကိုစိတ်ထဲကနေသူ့ကိုရီမောနေတာကိုသိတယ်လို့ပြောလိုက်ပါတယ်။တာရှီဘာနာကတော့ဂျင်ဂူဂျီကိုနင်းကအရာအလုံးမှာတော်တဲ့အကောင်ပဲလို့ပြောနေတာပါ။ကျောင်းမှာလည်းအမြဲဆူရတဲ့ဂျင်ဂူဂျီကကျောင်းကိုယ်စားလှယ်ဥက္ခရာတီထိပါဖြစ်လာခဲ့ပေမဲ့သူကတော့ဘာမှအသုံးမချခဲ့ပါဘူး။တစ်ဖက်မှာလည်းပဲခမ်ကတာရှီဘာနာကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့မရဘူးဖြစ်နေပါတယ်။တာရှီဘာနာကတော့သူမကိုထိန်းချုပ်တဲ့အနက်ရောင်ကျိုးမြင်တွေကိုဆွဲဖြတ်နေပါတယ်။နောက်ပြီးတာရှီဘာနာကသူကဂျင်ဂူဂျီအပေါ်ကိုတဝင်းတူနေခဲ့တဲ့အကြောင်းကိုလည်းဝန်ခံချလိုက်ပါတယ်။ဘာလို့လဲဆိုတော့ငငယ်တွေကဂျင်ဂူဂျီကသူ့ထက်အဆအရရတာလွန်နေခဲ့တာမို့လို့ပါ။တာရှီဘာနာငငယ်တွေကဂျင်ဂူဂျီကိုသူ့ရဲကောင်းနေနဲ့ခံယူထားတာမို့လို့ပြောလိုက်ပြီးကျိုးတွေကိုဖျက်ပစ်လိုက်ပါတယ်။ခမ်ရဲ့ထိန်းချုပ်မှုအောက်ကလွတ်သွားတာနဲ့တာရှီဘာနာတယောက်ထအံနေခဲ့ပါတယ်။ Schwartz ကတော့ဘာလို့ထူးဆန်းတဲ့အတန်တွေလုံနေရလဲလို့တွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆက်ကရုတ်တရက် error ဖြစ်လာပြီးအချက်ပေးတန်တွေမိလာခဲ့ပါတယ်။ဒါကိုမြင်တော့ Schwartz တယောက်ဘာတွေဖြစ်နေလဲလို့ပြောလိုက်ပြီးအရန်ကိုလန့်သွားခဲ့ပါတယ်။အဲ့နောက်ဆက်ကသူ့ဘာသာသူမြောက်အနီကောင်ပုံစံကိုပြောင်းမယ်လို့ပြောပြီးပုံနေထားချိန်နေပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဂျင်ဂူဂျီတို့လည်းစိတ်ညစ်နေခဲ့ပါပြီ။အဲ့နောက်ဆက်ကတက်ရှိအရာမှန်သမျှကိုလိုက်ချိန်နေခဲ့ပါတယ်။ Schwartz ကတော့သူတို့အနေနဲ့ဘာဆက်လုပ်ရမလဲလို့ပြောလိုက်ပါတယ်။ဒါကိုကျတော့ဂျင်ဂူဂျီကတိုက်ခိုက်ဖို့အတွက်အသင့်ပြင်နေပါတယ်။သူက Schwartz ကိုသူ့ကိုကာကွယ်ပေးဖို့အတွက်လည်းတောင်းဆိုလိုက်ပါတယ်။ဒါကိုကျတော့ Schwartz ကဂျင်ဂူဂျီကိုပြစ်မဲ့ရောင်ဂျီတွေကိုကာထားပေးလိုက်ပါတယ်။ပြီးတော့ဂျင်ဂူဂျီကအပေါ်ကိုတက်သွားလို့ရအောင်အယုတ်ရဲ့လက်တွေကိုပိုင်းထားပေးလိုက်ပါတယ်။အယုတ်ကလက်ကနေအပေါ်ကိုရှောက်တက်လာတဲ့ဂျင်ဂူဂျီကိုရောင်ဂျီနဲ့ပြစ်ဖို့လုပ်ပေမဲ့ Schwartz ကထပ်ပြီးကာထားပေးလိုက်ပြန်ပါတယ်။အဲ့နောက်မှာတော့ဂျင်ဂူဂျီကတာရှီဘာနာကိုပြန်ယူရမယ့်အချိန်ပဲလို့ပြောပြီးဆက်ရုပ်ကိုအားရပါရကြီးထိုးချပစ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းပဲတာရှီဘာနာကအထင်းမှာခွေခွေလေးလေးနေခဲ့ပါတယ်။ခဏကြာတော့ဂျင်ဂူဂျီကအယုတ်ကိုဆွဲဖွင့်ပြီးအထဲကိုဝင်လာပါတယ်။သူကလဲကျနေတဲ့တာရှီဘာနာကိုမြင်တော့အသိရှိနေသေးလားလို့မေးလိုက်တယ်။အဲ့ဒီအချိန်တာရှီဘာနာကတော့မျက်ရည်စားရင်းနဲ့သူ့ကိုမော့ကြည့်လာပါတယ်။ဒီမူရာကအရန်ကိုဆွဲဆောင်နေလို့ဂျင်ဂူဂျီတယောက်သတိလေးချင်းအောင်မှဖြစ်နေခဲ့ပါပြီ။တာရှီဘာနာကတော့သူ့ရဲ့လုပ်ရက်တွေကအရန်ဆိုးဝါးတာပဲလို့ပြောနေခဲ့ပါတယ်။သူမကမင်းသမီးကိုပုံကံမှုကူညီပေးတဲ့အပြင်စိုက်ရုပ်ကိုပါသုံးပြီးအားလုံးထိခိုက်အောင်လုပ်ခဲ့မိတယ်လို့ပြောလိုက်ပါတယ်။ဂျင်ဂူဂျီကတော့အားငယ်နေတဲ့တာရှီဘာနာကိုကြည့်ပြီးသူကတခါပဲပြောမှမလို့တေချာလေးနားထောင်မှုအတွက်ပြောလိုက်ပါတယ်။ပြီးတော့သူကတာရှီဘာနာကိုမင်းကအံ့ဩစရာကောင်းတဲ့လူကောင်းတစ်ယောက်ပဲထင်တယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့တာရှီဘာနာကအမြဲတက်တက်ကြွကြွနဲ့ချစ်စရာကောင်းလို့ပါ
သူကလူတွေကိုအမြဲတမ်းပျော်ရွှင်စေပြီးကျင်နာလဲကျင်နာရပါသည်ဒါပြင်ဂျင်ဂူဂျီကဒါရှိဘာနာကိုသူနဲ့မတူတာကဒါရှိဘာနာမှာတငယ်ချင်းတွေအများကြီးရှိနေတာပဲလို့ပြောလိုက်ပါသည်ဂျင်ဂူဂျီကတော့ဒါရှိဘာနာကအလုံးမာလေးပဲအမြဲကူညီတတ်တယ်လို့ပြောလိုက်တယ်ဒါပြင်ဒလိမ့်ဆန်လေးတွေကိုလည်းကျင်နာရပြီးရထားပေါ်မှာလည်းအသက်ကြီးတဲ့သူတွေကိုအမြဲနေရာဖယ်ပေးတတ်တယ်လို့ပြောလိုက်ပါသည်ဒါရှိဘာနာကတစ်ဖက်လူရဲ့အခက်အခဲတွေကိုဖြေရှင်းပေးရပြီးသူ့ကိုတယောက်တည်းနေရမယ့်အဖြစ်ကနေအမြဲကဲထုတ်ပေးတတ်တယ်လို့လည်းပြောလိုက်ပါသည်ဒါအပြင်ညီမဖြစ်သူအပေါ်မှာလည်းအမြဲငဲညာတဲ့လူကောင်းဖြစ်တဲ့အတွက်သူ့အတွက်ဒါရှိဘာနာကအရန်ကောင်းတဲ့သူတယောက်လို့ပြောလိုက်ပါသည်တစ်ဖက်မှာဒါရှိဘာနာကတော့ရှီလျားနေတဲ့ဂျင်ဂူဂျီရဲ့ချီကျူးစကားတွေကြောင့်ငိုဖို့တောင်မေ့နေပါသည်ဂျင်ဂူဂျီကသူ့ကိုပြူးကြောင်ကြောင်လာကြည့်နေတဲ့ဒါရှိဘာနာကိုဘာလဲလို့မေးလိုက်ပါသည်သူကချီကျူးခံကျင်နေတာမှလားလို့မေးပြီးဒါကလူနေသေးလားလို့လည်းမေးသေးတာပါဒါရှိဘာနာကတော့လုံလောက်နေပြီလို့ပြောပြီးရှက်နေခဲ့ပါသည်ဒါကိုမြင်တော့ဂျင်ဂူဂျီတယောက်ထားရည်နေလို့ဒါရှိဘာနာကမကြည်မနှက်ဖြစ်နေခဲ့ပါပြီအဲ့နောက်ဂျင်ဂူဂျီကသူ့လဲပို့ပြီးပွင့်ပွင့်လင်းလင်းနေသိပြီလို့ပြောလိုက်ပါသည်အဲ့နောက်ဂျင်ဂူဂျီကဒါရှိဘာနာကိုအိမ်ကိုပြန်ရအောင်လို့ပြောလိုက်ပါသည်သူတို့အပြင်ထွက်လာချိန်မှာပဲဆက်ရုပ်ကသူ့ဘာသာသူဖောက်ခွဲပြစ်တော့မယ်လို့တတိပေးလာပါသည်ဒါကြောင့်ဂျင်ဂူဂျီကဒါရှိဘာနာကိုခေါ်ပြီးအပြင်ကိုခုန်ထွက်လာခဲ့ပါသည်အဲ့နောက်မှာဒါရှိဘာနာတယောက်သူ့ရဲ့အပြစ်တွေအတွက်ဘရင်ကြီးကိုနှစ်ဖူးနဲ့ဂျန်နဲ့ထိအောင်တောင်းပန်နေခဲ့ရပါပြီဒီလိုအရှုပ်တွေကိုလုံးမိတာကြောင့်ဒါရှိဘာနာကမျက်နှာတော့မပြဝင်ဖြစ်နေပါသည်ဒါပေမဲ့ဘရင်ကြီးကတော့သူ့ကိုအပြစ်မမြင်ခဲ့ပါဘူးဒါကမင်းသမီးရဲ့အပြစ်တွေမလို့ပြန်ပြီးတောင်းပန်နေပါသည်အဲ့ဒီအချိန်မှာပဲမင်းသမီးကတော့လူတွေကတခါတလေအမားလုပ်တတ်တာပဲလို့ပြောနေခဲ့ပါသည်ဘရင်ကြီးကတော့သူ့ရဲ့သမီးကကောင်းကောင်းရင်းကျလာတာပဲလို့တွေးပြီးကျေနပ်နေခဲ့ပါပြီတစ်ဖက်မှာလည်းပဲဂျင်ဂူဂျီကမင်းသမီးကိုကိုယ့်အပြစ်ကိုတခြားသူကိုလွှဲချတာမကောင်းဘူးလို့ပြောလိုက်ပါသည်ဂျင်ဂူဂျီကမင်းသမီးကိုမင်းသားအိမ်မော်ရှင်မလေးကိုခံမထားခဲ့ရင်ဒါရှိဘာနာကသာမင်းသမီးနဲ့မလိုက်သွားခဲ့ရင်မော်ရီယာသာသူတို့ကိုတားနိုင်ခဲ့ရင်ဆိုပြီးအကြောင်းရင်းတွေအများကြီးတက်လို့ရတယ်လို့ပြောနေခဲ့ပါသည်ဒါကြောင့်မော်ရီယာကလည်းသူမရဲ့အသုံးမကျမှုကြောင့်အတော်လေးခံစားနေရပါသည်ဂျင်ဂူဂျီကတော့ဒါရီအားလုံးကအိမ်မော်ရှင်မလေးကြောင့်ပဲလို့ပြောလိုက်ပါသည်တစ်ဖက်မှာလည်းပဲခံကသူမရဲ့အစီအစဉ်တွေပြတ်သွားခဲ့လို့စိတ်ပြတ်နေပါပြီအဲဒီနောက်သူမကအပြည့်စည်းတွေကြားထဲညက်နေတဲ့ face ကိုဆွဲထုတ်ပေးလိုက်ပါသည် face ကတော့မလုပ်ချင်တော့ဘူးလို့အော်နေခဲ့ပြီးအိမ်ကိုပြန်ချင်တယ်လို့ပြောလိုက်ပါသည်မိစ္ဆာဘီရင်ကသူမပြန်လာတိုင်းခေါင်းကိုပုတ်ပြီးနှိမ့်သိမ့်ပေးနေကြမလို့ face ကအိမ်ကိုပဲပြန်မယ်လို့ပြောနေတာပါဒါကိုကြတော့ခံကလည်းသဘောတူလိုက်ပါသည်တစ်ဖက်မှာလည်းဘရင်ကြီးကမိစ္ဆာဘီရင်ဘက်ကအစောကြီးလှုပ်ရှားလာလို့အံ့ဩနေခဲ့ပါသည်ဂျင်ဂူဂျီတို့ကတော့သူတို့ကဒီမှာရှိနေတာကိုမိစ္ဆာဘီရင်တီးသွားတာကြောင့်ထွက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါသည်ဒါရှိဘာနာကလည်းမင်းသမီးကိုနှုတ်ဆက်လိုက်ပြီးမင်းသမီးကတော့သူမရဲ့တယောက်ထဲသောတငယ်ချင်းကထွက်သွားတော့မှမလို့ဝမ်းနေနေတာပါဒါရှိဘာနာကတော့မင်းသမီးကိုသူလိုလူနဲ့တောင်မှမေးဖွက်နိုင်တာမလို့မင်းသမီးသာဆန္ဒရှိရင်နောက်ထပ်တငယ်ချင်းတွေထပ်ရနိုင်တယ်လို့ပြောလိုက်ပါသည်အဲနောက်သူတို့ကထွက်လာခဲ့ပြီးဂျင်ဂူဂျီကတော့မိစ္ဆာဘီရင်ဘယ်နားမှလည်းမသိသေးတာကြောင့်စိတ်ညစ်နေပါသည်ဒါကိုကြတော့ Shrek ကသူသိတယ်လို့ပြောပြီးနတ်ဖျားမကမပြောပြခဲ့ဘူးလားလို့မေးလိုက်ပါသည်အဲနောက် Shrek ကဂျင်ဂူဂျီကိုမိစ္ဆာဘီရင်ကခေါင်းငင်ကအဖြူရောင်အရာရဲ့အောက်မှာရှိတာလို့ပြောလိုက်ပြီးသူတို့ကခီးထွက်ဖို့ပြင်ကြပါသည် Shrek ကတော့သူ့ရဲ့ဆရာရဲ့မွေးရက်မြေကိုလိုက်သွားခဲ့ပါသည်အဲ့ဒီအချိန်ရှန်ကလေးပဲဂျင်ဂူဂျီတို့အနားမှာပေါ်လာလို့ဂျင်ဂူဂျီကဂိုင်းပေါက်ပေးလိုက်ရပါသည်ပြီးတော့သူတို့ကမိစ္ဆာဘီရင်စီကိုခီးဆက်ထွက်လာပြီးဇက်လန်လီကလည်းပြီးဆုံးသွားခဲ့ပါသည်